အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တောက်ကြဂျူကုံတွေကနေပြီးတော့ကန်လန်းချောင်းထွက်တဲ့လူတွေရဲ့အိမ်အောင်ရေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပါကျွန်တော်တော့လက္ခဏာနဲ့ KV ရှေ့ပြေးနှက်ခတ်ပေတင်သူတေတီဆရာချာဟုဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့မှာတော့ကန်လန်းချောင်းကတောက်ကြဂျူကုံတွေကနေထွက်တဲ့လူတွေရဲ့အိမ်အောင်ရေးကန်အနေအမြင့်ပေါ့နော်နေရာတွေကိုကျွန်တော်ပြောပြပေးသွားမှာပါကဲသူကဘလူးပုံစံရှိလဲဆိုတော့ကျွန်တော်တို့ဒါပေါ့လက်မောက်ဒီလိုဝိုက်ထားတာဒါအသက်လမ်းကြောင်းဖြစ်တယ်အသက်လမ်းကြောင်းဒီအတွင်းနေရပေါ့အတွင်းနေရဒါကျွန်တော်တောက်ကြဂျူကုံလို့ခေါ်ပါတယ်အဲတောက်ကြဂျူကုံကနေပြီးတော့ကျွန်တော်ထွက်လာတဲ့ကန်လမ်းကြောင်းရှိတယ်ကန်လမ်းကြောင်းကပုံမှန်ဆိုရင်တော့ကျွန်တော်ဒီဘက်ကနေဒီလိုတက်လာတဲ့လမ်းကြောင်းရှိတယ်ဒါမှမဟုတ်ဒီအသက်လမ်းကြောင်းကနေပြီးတော့လူခွဲထွက်လာတဲ့လမ်းကြောင်းလေးရှိရပေါ့နော်အဲဟာကိုကန်လမ်းကြောင်းလို့ခေါ်တယ်ဒါပေမဲ့လူကြီးမင်းတို့ရဲ့လဝါပြင်ပေါ်မှာဒီလိုမျိုးတောက်ကြဂျုံကနေထွက်လာတဲ့ဒီလိုကန်လန်းချောင်းမျိုးရှိနေပြီဆိုရင်တော့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ view ဆိုင်ရပါမယ်သူကဘလိုမျိုးစိုးကျိုးတွေဖြစ်တတ်လဲဆိုလို့ရှိရင်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိရဲ့ဂုဏ်သိက္ခာကျဆင်းတတ်ပါတယ်မိမိရဲ့လူကြီးမျိုးရဲ့လဝါပြင်မှာပါခဲ့ရင်ပေါ့နော်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ဂုဏ်သိက္ခာကျဆင်းတဲ့အခြေအနေကိုရောက်တတ်တယ်ဒါမှမဟုတ်ရင်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးမိမိရဲ့ဥစ္စာပစ္စည်းတွေထိခိုက်တာပေါ့နော်နစ်နာထိခိုက်တဲ့အခြေအနေကိုရောက်ရှိသွားတတ်တယ်ပဲเนาะဒါကြောင့်မလို့ဒီလိုမျိုးမိမိလဝါပြင်မှာဒီလိုမျိုးပါခဲ့လို့ရှိရင်မိမိရဲ့အိမ်အောင်ဘက်ပေါ်ကိုစီးပွားရေးဖြစ်ဖြစ်လူမှုရေးပိုင်းဖြစ်ဖြစ်သေချာဂရုတစိုက်ဆွေးနွေးသင့်ပါတယ်ဒါမှလည်းကျွန်တော်တို့ရဲ့ဖြစ်ပေါ်လာတဲ့စိုးကျိုးအားတွေလျော့နေမှာပေါ့နော်အဲ့လိုဖြစ်မဲ့ဒါဒီလိုလက္ခဏာပါတိုင်းဘာမှကြောက်လန့်ပြီးထိတ်လန့်စရာမလိုဘူးမိမိရဲ့အိမ်အောင်ဘက်အပေါ်ကိုပုံဝင်လင်းလင်းပြောပြတင်တယ်ဒါကတော့ဒီလိုအခြေအနေတွေကြုံရနိုင်တယ်ဒါကြောင့်မလို့view site ပေါ့နော်အဲ့လိုမျိုးဆွေးနွေးထားတင်တာပေါ့နော်ဘယ်အချိန်မှဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကန်လန်းချောင်းလေးထင်းနေတဲ့အချိန်ပေါ့ထင်းနေတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီထွက်လာတဲ့ဒီအသက်ပိုင်းခြားပေါ့နော်ဒီအသက်ပိုင်းခြားမှာကျွန်တော်တို့ view site တင်ပါတယ်ဒါကြောင့်မလို့ဒီလိုလက္ခဏာမျိုးပါခဲ့လို့ရှိရင်ကျွန်တော်တို့အိမ်အောင်ဘက်နဲ့ပုံဝင်လင်းလင်းဆွေးနွေးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ဗမောက္ခဒေါက်တာရှူမင်းရဲ့သားတစ်ပည့်ဆရာရာဟုဖြစ်ပါတယ်ကျွန်တော်စီမှာလက္ခဏာနဲ့ KB ရှိပေးနှက်ခတ်ပေးတင်မေးမြန်းနိုင်ပါတယ်မေးမြန်းလို့ပါကကျွန်တော်ဒီချက်ပေါက်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဖုန်းပြပါဖုန်းနံပါတ်ရဲ့ Viber ကနေလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်